ဘဝမှာလူတွေကလဲကြတတ်ပါတယ်အဲ့ဒီကမှကျမတို့ကဘလို့လူတွေကိုမိုတီယူမလဲဆိုလို့ရှိရင်ကျမတို့မတ်တက်ဆန်းကသာကလေးတွေကိုကျမတို့မိုတီယူသင့်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကိုကြည့်လိုက်တဲ့အခါတိုင်းမှာသူတို့အချင်းချင်းလဲကြတယ်ပြီးရင်ပြန်ထားတယ်လဲကြလိုက်ပြန်ထားလိုက်လဲကြလိုက်ပြန်ထားလိုက်လဲကြလိုက်ပြန်ထားလိုက်နဲ့နောက်ဆုံးမှာသူတို့ကမတ်တက်ရက်သွားနိုင်တယ်ပြေးသွားနိုင်တယ်တဖြည်းဖြည်းနဲ့ဘူးလို့ပေါ့နော်အရွယ်ရောက်တဲ့အထိဖြစ်လာတယ်ကျမတို့ပတ်ဝန်းကျင်မှာတင်ယူစရာတွေအများကြီးရှိတယ်လေ့လာစရာတွေအများကြီးရှိတယ်ဒါတွေကိုအချင်းကအလဲကားပါကွာအချင်းဆိုတာအရန်ရှည်လျားပါတယ်လို့ထင်ရင်မိတ်ဆွေကမှားသွားလိမ့်မယ်ကျမတို့အိမ်ငိုက်နေတာရှိတယ်ပင်ပန်းနွမ်းနေနေတာရှိတယ်ကျမတို့ကော်ဖီလေးတစ်ခွက်တောက်ချင်တောက်ပြီးအနားယူမယ်ပြောချင်တာဘဝတူတူလေးရယ်ပျော်အောင်နေမယ်စိတ်ချမ်းသာအောင်နေမယ်ဒီကြားထဲမှာလေ့လာသိယူမယ်သူများတွေကိုပြန်ပြီးမျှဝေမယ်ကျမပြောချင်တာတန်မာတယ်ဆိုတာတောင့်ခံတာမဟုတ်ဘူးနော်လဲကြတဲ့အချင်းကလဲကြတဲ့နဲ့ပြီးရင်မြ мян ဆန်ပြန်ထနိုင်တာကိုတန်မာတယ်လို့ခေါ်တာကျမအားလုံးကိုချစ်ပါတယ်ရှင်ကျမ like coach လုပ်နေတဲ့ motivation တွေပေးနေတဲ့ချစ်တဲ့ teacher Rose ပါအားလုံးချစ်တယ် bye bye